ကဲဒီချာတို့ဒီနေ့ဒီ geometry ပုံလေးကိုရှင်းပြမှာဖြစ်တယ်ဒါလေးဒီရုပ်ပြက်ကြည့်တယ်ဆိုလို့ရှိရင်တတိကံလေးနှစ်ခုထပ်နေရတယ်တူတယ်တကယ်တော့သူကတတိကံမဟုတ်စတုကံလေးကဲအဲ့ဆိုချာတို့ဒါလေးတွက်တာကိုကြည့်လိုက်အောင်နော်ကဲဟုတ်ပြီကြည့်မယ်အဲ့ဆိုလို့ရှိရင်ဒီချာတို့ဒါလေးကိုတွက်မယ်ဆိုလို့ရှိရင်ဒီမှာဒီပြေးပြေးလေးပေးထားတာလေးဒီသူကဒေါင်လေးဖြစ်တယ်အဲ့ဒါလေးကိုကလေးတွေကဒေါင်လေးမသိပဲနဲ့တတိကံဆိုပြီးတော့မြင်တတ်တယ်ကဲအဲ့ဆိုချာတို့ဒါလေးကိုပြန်ဆက်ကြည့်အောင်ဒီဟာလေးကိုပေါင်းမယ်ဆိုတော့ဒီလိုမျိုးလေးဖြစ်လာသည်တောင်းမှန်တစ်ခုဖြစ်တယ်အဲ့ဒါကြောင့်90ဒီဂရီအပေါင်း60ဒီဂရီအပေါင်း45ဒီဂရီအပေါင်းဒါဒီချာတို့လိုချင်တဲ့ကွက်လက်ညီမျှခြင်း360ဒီဂရီ360ဒီဂရီအဲ့မှာဘေးကနေစာလေးရေးပေးမယ်စတုကံဤတောင်းပေါင်းအဲ့ဒါလေးတွေရေးပေးရမယ်နော်အဲ့ဒါလေးတွေဒီချာတို့အမှတ်ပေးစီးနေနဲ့မှာပါတယ်အဲ့ဒါလေးရေးပေးရမယ်ကဲဟုတ်ပြီအဲ့ဆိုဒီသုံးခုကိုပေါင်းလိုက်မယ်90နဲ့5ဆိုတော့195ဒီဂရီအပေါင်းကွက်လက်ညီမျှခြင်း360ဒီဂရီကဲဒီချေတို့လိုချင်တာဒီကွက်လက်ကိုလိုချင်တာဖြစ်တဲ့အတွက်ဒီ195ကိုဟိုဘက်ကိုသွားပြီးတော့နှုတ်မယ်အပေါင်းဒီတစ်ဖက်ကိုသွားရင်အနှုတ်ဖြစ်တဲ့အတွက်ချေတို့အဲ့ဒါလေးကိုနှုတ်မယ်ကဲအဲ့တော့ချေတို့ကွက်လက်ညီမျှခြင်း360ဒီဂရီအနှုတ်195ဒီဂရီဆိုပြီးတော့နှုတ်မယ်360ရကနေ195ဒီဂရီကိုနှုတ်လိုက်လို့ရှိရင်165ဒီဂရီရ165ဒီဂရီဆိုပြီးရမယ်ကွက်လက်ညီမျှခြင်း165ဒီဂရီဆိုပြီးတော့ဒီလိုလေးရှင်းပေးရမယ်เนาะကဲခုလိုမျိုးပေါ့နော်ဒီလိုဂျုံဒီဆိုင်တဲ့ပုံစံလေးတွေတွက်မယ်ဆိုလို့ရှင်ဒီချယ်တို့ဒေါင်းမန်တစ်ခုဒီဒီဂရီဘယ်လောက်ရှိတယ်နောက်ပြီးကြလို့ရှင်တရိကန်တစ်ခုကြီးအတွင်းတောင်များပေါင်းလက်သည်ဘယ်လောက်ရှိတယ်စတုကန်ကြီးအတွင်းတောင်များပေါင်းလက်သည်ဘယ်လောက်ရှိတယ်ဆိုတာလေးအဲ့ဒါလေးတို့သားတို့သမီးတို့ကကြိုးကြက်ပြီးတော့ထားမှာဖြစ်တယ်နော်ဒါမှဒီလိုဒေါင်းလေးတွေရှားတဲ့ဟာဆိုလို့ရှင်လွယ်လွယ်ကူကူနဲ့တွက်နိုင်မှာဖြစ်ပါတယ်ရှင်